ကဲ hello မင်္ဂလာပါကဲဒီနေ့ကတော့ပေါ့နော်အကျော်လေးပါသွားတာအကျော်လေးပါသွားတယ်ဆိုတာဘယ်လိုလဲဆိုတော့ပေါ့နော်မနီးကဗီဒီယိုလေးတင်လိုက်တဲ့အပေါ်မှာပေါ့နော်ဒီအောက်က comment လေးဖတ်ရင်နဲ့ပေါ့အရှင်ကပါတာပေါ့ရှင်အရှင်မသိသေးတာပေါ့ပြောရမယ်ဆိုရင်အဲ့မှာဒီ comment လေးထပ်တွေ့ပြန်ဟုတ်တယ်လူတွေကအောက်ခြေကနေဘယ်လိုတက်လာလဲဆိုတာမသိကြဘူးတဲ့ဒီ comment လေးပေါ်မှာချော်ပြောချင်တဲ့ကပောက်သွားပြန်ရောထပ်ပြီးတော့တခြား comment တွေထဲမှာပဲလေမှန်ကြတဲ့အပေါ်မှာလည်းကျေးဇူးအများကြီးတင်တယ်ပေါ့နော်ကိုရီးယားလေးမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်လေချောမေမေဘယ်လိုတော့စူးစမ်းခဲ့တဲ့အပေါ်မှာလေချောတို့ကလေချောမွေးလာပြီးအမိပိုက်ထက်ထွက်လာပြီးဆိုကြတယ်ကြွားရတော့မဟုတ်ဘူးပေါ့မရဲ့ဒီလောက်ထိမဟုတ်ပေမဲ့ခုလိုလက်ရှိအနေထားထိမဟုတ်ပေမဲ့ဟိုးငငယ်လေးကြရတိုင်းချောမေကချောမွေးလာခဲ့ငငယ်လေးကြရရင်အထက်ကနှစ်ချောင်းတစ်ချောင်းလုံးစုံစမ်းလို့ရပြန်သေးတယ်မကွင်းမျိုးပေါ်မှာလေလက်ဆယ်ချောင်းအမကြွားတာမဟုတ်ဘူးเนาะလက်ဆယ်ချောင်းရွှေလက်စွပ်အပြည့်နဲ့ငကွင်းကြီးတွေဆိုလဲရွှေငကွင်းကြီးတွေအကြီးကြီးတွေနော်လက်ကောက်တွေဆိုလဲအဲ့လိုတို့တေးသေးလေးတွေလေမောင်နှံခုနှစ်ဖော်လက်ကောက်ကွင်းလေးတွေအဲ့လိုတေးသေးလေးတွေဆိုလဲအဲ့လိုအပြည့်ချွာအဲ့လိုဝစ်ပြီးမှကြောင်းတက်ခဲ့တာအထက်ကနှစ်မကွေးမြို့အထက်ကနှစ်ကြောင်းတစ်ကြောင်းလုံးတည်တယ်ဒါကပြပြတာပေါ့နော်ဒါချောငငယ်တုန်းကလည်းချောမပင်ပန်းခဲ့ရဘူးချောတူသောသမီးဖြစ်တယ်မမေကချောကိုအလုတ်တီစူးစမ်းခဲ့ပြီးတော့တောင်းပါပဲပြပြစုံထားခဲ့တာအဲ့ဒီအတွက်လည်းမနေ့က comment လေးဗီဒီယိုတင်လိုက်တဲ့ပုံမှာ comment တွေကဒလိုလေးတွေပေါ့နော်ဒီလိုအမေပေါ်မှာအမေဘလို့ကျင်လေခဲ့ရအမေဘဝကိုဘလို့ကျွတ်ဆဆရက်တည်ခဲ့ရဆိုပေါ်မှာအမေအကြောင်းကိုသိရလူတော်တော်များများ comment ထဲမှာထောက်ခံပြီးတော့မှတ်ပေးကြရတဲ့အတွက်ကျေးဇူးတင်တယ်အမေစီကနေပြီးတော့အမေပြင်းနေရောင်းခဲ့တဲ့ချိန်တုန်းကလည်းစတောက်ဆိုင်နေဆိုင်နေလက်ဖိတ်ဆိုင်နေပြန်သွင်းခဲ့တဲ့ချိန်တုန်းကလည်းအမေစီကပြင်ရောင်းမှုတဲ့သူတွေရောနောက်ပြီးတော့အမေဆေးရောင်းတဲ့အချိန်တုန်းကဆေးအခုတည်းရောင်းတော့အမေအနန္တပျောက်ဆေးရောင်းတဲ့အချိန်တုန်းကလည်းအမေစီမှာတူလက်တွဲပြီးလုပ်ခဲ့တယ်အမေရဲ့ဝန်ထမ်းကောင်းလေးတွေရောနောက်ပြီးကြတော့ဗာလဲဒီချောတို့ဒီအများဆုံးတန်းစင်ကန်လုပ်တဲ့ငွေကောက်လုပ်တဲ့ contract တွေဆွဲတဲ့အချိန်မှာလည်းဒီမှာမြင်ခဲ့ဘူးတဲ့လူတွေရောအားလုံးပေါ့နော်ဒီလို comment အနေနဲ့ရက်တည်ပြီးတော့ဝိုင်းရပေးကြရတာလေဒီလိုမျိုးအတွက်လည်းချောကအရန်ကိုပီတိဖြစ်တယ်ကို့အမေရဲ့စူးစမ်းခဲ့မှတ်တိုင်တွေကသိနေကြတယ်ပေါ့နော်ဒါပါပဲပေါ့နော်အဲ့တော့ပြောချင်တာကလေချောငငယ်လေးကြတိုင်းရှင်းပြောရရင်ညစီတငယ်နားတငယ်နဲ့ဘွားယူကြီးပြင်းခဲ့တာမဟုတ်ဘူးပေါ့နော်ဟိုးငငယ်လေးကအမြန်ရွှေပြင်းငွေပြင်းနဲ့ထားပေးခဲ့တာဒီလောက်ထိအခုလောက်ထိလက်ရှိအနေထားတွေမပြည့်စုံပေမဲ့လေဘယ်လိုပြောရမလို့မျက်နှာမငယ်ရဘူးကြောင်းတစ်ကြောင်းလုံးမှာချော့ကလေးနိုင်ဘလို့အထက်ကနှစ်မှာကြောင်းတက်ခဲ့ရလေဆိုအထက်ကနှစ်ကဆယ်ဆရာမတွေချောတို့ရဲ့ဆယ်ဆရာမအတီဆုံးမဆယ်ဆရာမတွေဆိုချောခုချိန်လေးချစ်တော့ဈေးသွားရင်လေဈေးမှာတွေ့သမီးရေချောသမီးလေးကအစအမလေးတချေတို့ကဆရာမတို့ချစ်နေရအမြဲတမ်းကိုဆရာမတွေကကိုဆိုရင်အမြဲတမ်းချစ်နေကြတော့မယ်ပေါ့နော်ကိုကအမြဲတမ်းလဲကြောက်မှလဲတကယ်ချင်းဒီပေါ်မှာအစားအကုန်လုံးကောင်းမွန်ကနေခဲ့တဲ့သူတယောက်ပဲလीเนาะအဲ့တော့ကြောင့်မို့လို့ဆယ်ဆယ်မတွေကလည်းချစ်ကြတယ်ပေါ့နော်တကယ်ထားပါဒါလေးက intro ဝင်လိုက်တာအဲ့တော့ပေါ့နော်ဒီလူတွေကအောက်ခြေကနေဘယ်လိုတက်လာလဲဆိုတာမသိကြဘူးလူတော်များများလေးမှာအောက်ခြေကတက်လာမှမသိရမှာအခုဒီ line ပေါ်မှာပြောတဲ့မတ်နေမပြောနဲ့အမှားရဲ့ line ပေါ်နေပြီဟာဒီလိုအိမ်နဲ့နေနိုင်တာဘာလို့လုပ်ငန်းတွေမြန်လုပ်ကြလို့တုံးဆိုတဲ့line ပေါ်ကကိုနဲ့မသိရဲ့မတ်နေကိုမပြောနဲ့အမှားရဲ့ချောတို့နဲ့လေပေါင်းတင်ဆက်ဆံခဲ့ဘူးတဲ့ပေါ့နော်မိသားစုလို့တော့မဟုတ်ပါဘူးချောတို့နဲ့ဒီတိုင်းပဲဖက်လဲတကင်ပေါင်းတင်ဆက်ဆံခဲ့ဘူးတဲ့သူတွေမှားတော့မှာပဲလေအငုံစိတ်ရှိကြတယ်ချောတို့ဘလို့လုပ်ငန်းနဲ့ရက်တည်နေတယ်ချောတို့ဘလို့လုပ်ငန်းနေနဲ့စူးစမ်းနေဆိုတာမျက်စိရှိတဲ့အိမ်မှာမြင်နေတာတောင်မှပဲကိုရီဘွားကမက်အေးဝင်းစီစဉ်တာမဟုတ်ဘူးလေဒေါ်မို့အောင်စီစဉ်တာအမေစူးစမ်းပြီးရက်တည်ပေးခဲ့လို့မဟုတ်လို့နေနေတာသူတို့မျက်စိရှိမှဒေါ်မို့အောင်ဆိုတာဘလို့ကြီးလုပ်ငန်းနေလုပ်တာပါဒေါ်မို့အောင်ဆိုတာဘလို့စူးစမ်းခဲ့ပါသူတို့ကိုယ်တိုင်တိနဲ့ပေါ့သူတို့ကိုယ်တိုင်တောင်မှပဲကိစ္စရက်တွေတိုင်မင်းဟိုကိစ္စလည်းတိုင်မင်းဒီလိုကိစ္စတွေတိုင်မင်းအကျိုးအကြောင်းကိစ္စတွေသူတို့ကိုယ်တိုင်အမေကိုလာတိုင်မင်းနေတဲ့လူကလေလူတွေကပေါ့နော်သူတို့ဘဝကြီးကိုသူတို့ဘဝကြီးရပေါ့နော်ဒီမကွေးမြို့ဘဝတော့မဟုတ်ပါဘူးမကွေးမြို့ဘဝဆိုစုံစမ်းကြည့်သိနိုင်တယ်လေသူတို့ကကြတော့မကွေးမြို့ဘဝကိုပြောင်းလာကြတဲ့သူတွေပေါ့လေစစ်နဲ့မြနဲ့မသိလေတော့ပြောင်းလာကြတဲ့သူတို့ကမကွေးမြို့မှာအိမ်ငှားနေနေတယ်ကိုရီဘဝတော့မုံမောင်စီစဉ်တာသူတို့မကွေးမြို့မှာအိမ်ငှားနေနေပြီသူတို့ဘဝကိုအေးဝေးစီစဉ်လိုက်တဲ့အခါမှာပေါ့ရှင်ကိုအေးဝေးစီလိုက်တဲ့အခါမှာသူတို့ဘဝအိမ်မရပိုင်းနဲ့ပြောင်းလဲသွားတဲ့အချိန်ကြတော့သူတို့နဲ့ဇက်တူနန်တူဓာတ်ကိုတွင်းပြီးတော့အမလီကိုရီမေကဘလို့ပဲပုံဆိုပြီးတော့အဲ့လိုပြောချင်ဆိုချင်ကြတာเนาะအသက်50ကျော်เนาะအမေတောင်မှပဲငင်းစိမ့်မနေရဘူးအဲ့လိုမျိုးအဲ့တော့ကြတော့ကိုရီဘဝကမအေးဝင်းစီစဉ်တာမဟုတ်ဘူးဒေါ်မုံမောင်စီစဉ်တာဘဝကဘလို့ရက်တည်ခဲ့တယ်ဆိုတာဟာဒီ comment တွေကတက်သေးပဲသူတို့လည်းသိရတိနဲ့စိတ်ထဲမှာအငုံစိတ်ကလေးတွေနဲ့ဘယ်လိုပြောမလဲဘ
ပါဇက်ကလေးအရသာခံပြီးတော့သူတို့နဲ့ဇက်တူနန်တူဇက်ကိုတွင်းချပလိုက်တာเนาะအဲ့တော့ဘဝကြီးကကိုအေးဝေးစီစဉ်တာလည်းမဟုတ်တော့ခက်ခဲခဲ့တာပေါ့ရှင်ချောဘဝခက်ခဲခဲ့တာမဟုတ်ဘူးပေါ့နော်ချောတို့ကိုမိခင်ကောင်ပိတစွာနဲ့ငါသမီးလေးလူတန်းစီနေနိုင်ဖို့အတွက်ဆိုပြီးစူးစမ်းခဲ့တဲ့အမေကတော့စီစဉ်သူဒေါ်မွတ်အောင်ကတော့ပြင်ပန်းခဲ့တာပေါ့ရှင်အဲ့တော့ကျမတို့ဘဝကလည်းကိုအေးဝေးစီစဉ်တာမဟုတ်ပါဘူးအခုကျမတို့ရှောက်နေတဲ့လမ်းဒီလေအရင်ကြီးလေဖြောင်ပြူမနေဘူးတာမန်မဲဘယ်လိုပြောမလို့ရင်ခြေလက်တွေနှုတ်နေအောင်တောင်းတသမျှအိတ်စားကြလူတိုင်းတာနေအောင်ဒီနေရာမှာရွှေဆိုရှင်ဒီမှာကိုဆိုမချမ်းသာသေးပါဘူးအဲ့လောက်ကြီးခုချိန်ထိလောက်ကင်စားတောက်နေရတော့မှာပဲပေါ့နော်ဒါကိုအဲ့လိုကိုရေးဝစ်စီစဉ်တဲ့ဘဝတွေကသူတို့နဲ့ဓာတ်ထုနဲ့နူဆွဲသွင်းပြောအဲ့ဒါတွေကိုနှစွန်းနှဖျားပြန်ကြားပြီးတော့ကိုနဲ့ပေါ့နော်ရှေ့တင်တော့ဖြည်းဖြည်းဟီပေါင်းပြီးတော့ကိုရကြတော့ဟဲ့အဲ့ဒါအဲ့လိုလားဆိုပြီးတော့တစစ်ပြန်ပြီးတော့ပြောကြတာလေးကကိုနားတဲ့ပြန်ရောက်လာတော့ကိုကအော်လိုပဲနေလိုက်တော့တယ်ဘာဖြစ်လို့ဆိုတော့ပြန်ဖြည့်ရှင်းမို့လဲဒါကြီးကဘယ်လိုပြောမလဲဖြည့်ရှင်းစရာကိစ္စကြီးလည်းမဟုတ်ဘူးဒါဖြည့်ရှင်းမို့လဲကိုနဲ့ဇလန်းတူဇက်တူနန်တူဆိုရင်တော့ကိုကဒေါသရထွက်ပြတယ်ဟုတ်မှမဟုတ်နေတာဟုတ်မနေတော့ဒါတွေကလည်းပြန်လဲမဖြည့်ရှင်းချင်အမရဲ့အဲ့တော့လိုင်းမောကမပြောနဲ့အပြင်မှာတောင်မှပဲအဲ့လိုလူတွေကရှိတယ်အပြင်မှာဘလို့လူတွေတုံးဆိုတော့လေကိုနဲ့ကိုစီကအကြံဉာဏ်တွေယူကိုစီကအကူညီတွေတောင်းကိုစီကဘယ်လိုပြောမလို့ကိုလှိကတစ်လေးလိုတက်ပြီးတော့နင်းသွားတဲ့လူတွေသားလေလူတွေကလေကိုမကောင်းပြောနိုင်တာမှန်တာပြောရလို့ရှိရင်ကျေးဇူးရှိလို့ကျေးဇူးဖူးတာပေါ့အမရဲ့အဲ့လိုမျိုးလေးတွေရှိကြတာပေါ့လေအမရဲ့လောကကြီးမှာလေပြောရမယ်ဆိုတကယ်လူလောကကြီးမှာမိကောင်းဆွေကောင်းဆိုတာအင်မတန်အမတိတ်ကိုအရေးကြီးတယ်သိလားချောကတော့လေရွှေယူမလားမိတ်ဆွေကောင်းကိုယူမလားဆိုရင်မိကောင်းဆွေကောင်းကိုပဲယူမယ်မိတ်ဆွေကောင်းဆိုတာအမရဲ့ကိုလူမဟုတ်နေတောင်မှပဲကိုလူရဲ့ဘက်မှာအပြည့်အဝရှိနေပေးတာမျိုးအဲ့လိုလူစားမျိုးမိကောင်းဆွေကောင်းအရင်ရတချို့တွေကကြတော့လေကိုဘက်ကိုပါတယ်လို့နဲ့လေကိုလူသူ့ဘက်သားလို့ပုံစံမျိုးနဲ့စကားလေးတွေတဲလာပြီးတော့လေစကားလေးတဲလာပြီးတော့လေဘယ်လိုပြောမလို့ကိုအေးနဲ့ထုရဲဆိုတဲ့မိတ်ဆွေတွေလည်းအများကြီးရှိရတိတယ်ဒါပေမဲ့မပြောဘူးသူဒီကိုရဲ့မိတ်ဆွေအစ်စ်မဟုတ်ဘူးအတူအယောင်ဇက်ထဲကိုကိုကထားလိုက်တာပေါ့နော်ဒါသူ့ကိုလည်းအပေါ်ရဆက်ဆံရမယ်ဆိုတဲ့ပုံစံမျိုးပဲထားလိုက်တာအဲ့လိုလူတွေကိုလည်းဘယ်တော့မှရေရှည်မပတ်သက်တော့ချောတို့ကလေကိုကလေမိတ်ဆွေကောင်တယောက်လို့တတ်မှတ်ပြီးသွားလို့ရှိရင်အတိလူကိုလေကိုရှိမှာသူ့ကြောက်ကိုသိကျင်တော့ဟဲ तू ကဘလူကြီးလား तू ကဘလူကြီးလား तू ကြောက်ပြဇက်မှာလို့ကိုလာမင်းနေလဲဟဲမဟုတ်ပါဘူး तू ကဘလူကြိုးစားတာ तू ကဘလူမာနကြီးတာ तू ကဘလူ तू အမလီ तू ဟာနဲ့ तू နေတချို့တို့မိတ်ဆွေကဘလူချောတော့အဲ့လိုပဲပြောတာအဲ့လိုပဲရက်တီပေးတာပေါ့နော်အဲ့လိုဘယ်လိုပြောမလို့အဲ့လိုပဲချိုးလွေဆိုလဲသူတို့ကဘလို့ဘာကြီးတော့ဘလို့လုတ်တေးလုတ်တာတော့ဆိုဟဲသူတို့ကတမအာဇီဝတကြအလုတ်တေးလုတ်တာအမြင်နဲ့ကိုနဲ့ပတ်သက်တဲ့မိတ်ဆွေတွေဆိုရင်ကိုကကောင်းတဲ့လေးတွေပဲလွှင့်ပေးတာပေါ့ရှင်ဒါကတော့ကိုကတော့ကိုအခုနေမှာကိုမိတ်ကောင်းဆွေကောင်းမရခဲ့လို့ကိုနာမည်ကိုကောက်ွယ်ပေးမဲ့လူတွေနဲ့မရခဲ့ရင်ဒါကိုအတိတ်ဘဝဆက်ရမယ့်ကံပါလာလို့ဒါပေမဲ့အခုဘဝမှာတော့ကိုကမိတ်ကောင်းဆွေကောင်းတယောက်အဖြစ်နဲ့ကိုနဲ့ပတ်သက်နေတဲ့လူတွေအပေါ်မှာတော့ပေါ့နော်ကိုပေါ်ကိုစိတ်ထဲမှာပေါ့နော်ကိုစိတ်ထဲမှာသူငါပေါ်တယ်လို့လေးကောင်းမှလားဆိုရလူတွေအပေါ်မှာတော့အနောက်ကွယ်မှာအမြဲတမ်းပဲကောင်းတဲ့လေးတွေကိုပေါ့နော်လွှင့်ပေးနေပါတယ်ပေါ့နော်ပန်းတဲ့ပန်းတဲ့လေးညင်းဆောင်တယ်လို့ပဲကောင်းတဲ့လေးတွေကိုဘလို့ကောင်းတာဘလို့တော်တာဘလို့လေးဆိုရဟောစံမျိုးတော့ကိုဘက်ကတော့လွှင့်ပေးတယ်ပေါ့နော်အဲ့တော့ပြောချင်တာမှရဲ့လူတွေကဒီလိုအပေါ်ရန်လေး line မွားနေကြည့်ပြီးတော့ဝေဖန်တာမပြောနဲ့အပြင်မှာတောင်မှပဲကိုနဲ့နီးကက်ဆက်နေနေတဲ့လူတွေဝေဖန်နေတဲ့လူတွေမှာအများကြီးပါပဲရှင်အဲ့တော့အဲ့လိုဝေဖန်နေဆိုတာလေချောမှာအခုလူ100မှာလက်ချိုရည်လို့10ယောက်တောင်မပြည့်ပါအဲ့10ယောက်လောက်ကလည်းကို့အကြောင်းကိုစစ်နဲ့မြင့်နဲ့မသိသေးတာတကြောင်နောက်တစ်ခုကစစ်နဲ့မြင့်နဲ့တိတော်လဲသူတို့ရဲ့အငုံစိတ်နဲ့လိုက်ပြီးတော့ပြိုင်တိုက်ပြီးတော့သူတို့လိုကိုရေးဝစ်စင်တဲ့ဇက်ထဲကိုတွင်းချင်တာကတကြောင်ပေါ့နော်အဲ့လိုမျိုးတွေရှိသွားလို့နှင်းမှာပါတကယ်တကယ်တမ်းကမကွေးမျိုးပေါ်မှာနေပြီးမကွေးမျိုးပေါ်မှာကြီးခဲ့တဲ့လူဆိုလို့ရှိရင်ကိုတွေဘလို့မျိုးနဲ့နေထိုင်ခဲ့တယ်ကိုတွေဘလို့ကိုအမေဘလို့လှုပ်တဲ့စူးစမ်းခဲ့လဲဆိုတာကိုစစ်နေမြင်နဲ့မကွေးမျိုးကိုချင်းလေးစုံစမ်းရင်ခဏပဲဟုတ်တယ်မဟုတ်ဘူးလားသိလို့ရတာပေါ့ရှင်ဒါလေးကိုပြောချင်တာပါအဲ့တော့ပေါ့နော်ဒီကိစ္စအကြောင်းနဲ့ပတ်သက်ပြီးတော့ဒီ comment ပြန်တာဒီနေ့ကတော်ပြီနောက်ထပ်ဆက်ပြီးတော့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ comment ထပ်ပြီးတော့မပြန်တော့ဘူးပေါ့နော်ဘာလို့ဆိုတော့ပြန်ရမယ်ဆိုရင် comment တွေကလည်းအများကြီးချောတို့မိသားစုကိုချစ်ခင်ပေးကြရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်တယ်ရွှေကစ်လေးကိုလည်းချစ်ခင်ပေးကြရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရွှေကစ်လေးကလေ
ဟိုချောကောက်ကနေတင်ပြီးချစ်နေကြရွှေကစ်လေးအကောင့်မှာရွှေကစ်လေးကအမြဲတင်ပါတယ်ရွှေကစ်လေးအကောင့်လည်းချောအမြဲတမ်းပဲ share နေပါတယ်ပေါ့နော် Daddy Girl လေးဆိုတဲ့အကောင့်ရွှေကစ်လေးအကောင့်မှာပေါ့နော်အဲဒါကြောင့်မို့လို့ရွှေကစ်လေးကိုအပါဝင်ချောတမိသားစုလို့ချစ်ခင်ပေးကြရတဲ့အတွက်ကြောင့်မို့လို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်လူဆိုတာမြတ်စွာဘုရားဟောကြားတဲ့အတိုင်းပဲကိုပြုရဲ့ကံပဲ့ထင်တယ်ကိုထံပဲပြန်လာမှာပေါ့နော်ကိုကောင်းတာလို့ရင်ကောင်းတာရမယ်မကောင်းတာလို့ရင်မကောင်းနိုင်ဘူးကိုသူတစ်ပါးကိုမကောင်းတာပြောရင်အဲ့ဒီမကောင်းတဲ့ပြောတဲ့ဘဝအတိုင်းပဲကိုရဲ့လက်ရှိဘဝမှာကိုပြန်ပြီးတော့ခံစားရမယ်ပေါ့နော်တရားတနာခေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဝစ်ဆိုတာကိုဒီဘက်လက်လိုက်တာနဲ့ဟဲ့ဒီဘက်မှာချက်ချင်းလဲပြီးသားဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါကြောင့်မို့လို့လူအမြဲတမ်းပဲစိတ်ကောင်းလေးထားကြပါစိတ်နဲ့တူတဲ့ဘဝစိတ်နဲ့တူတဲ့အကျိုးတစ်ထက်တည်းလူတိုင်းကခံစားရနိုင်ပါတယ်ပေါ့နော်ဒါလေးပြောချင်ပါတယ်ချောတို့ကတော့အခုနေတောင်မှပဲလူတိုင်းအပေါ်မှာအကောင်းစိတ်မမွေးနိုင်သေးရင်တောင်မှပဲဘသူအပေါ်မှာမယုံမှာဘူးပေါ့နော်ဟိုဘယ်လိုပြောမလို့နေရာတကာလိုက်ပြီးစေတနာရေးထားပြီးစိတ်ကောင်းမမွေးနိုင်ပေးသေးရင်တောင်မှပဲဘသူအပေါ်မှာယုံမာတဲ့စိတ်နဲ့အောက်တန်းမကြဘူးပါဘူးလို့ပဲပြောချင်ပါတယ်အဲ့တော့အားလုံးလည်းကြက်မှချမ်းသာကြပါစေလို့ဒီနေ့ကနေပြီးဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်တမိသားစုလုံးချစ်ပေးတဲ့အတွက်ကြောင့်မလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်